guys, all over me DSA DSK SKT channel နေကြjust like ပါရှင်ဒီနေ့မှာတော့ vlog ဘောက film ပြောရမယ် vlog ဘောက film လေးမသိတဲ့ဒီဗီဒီယိုဆောင်နေကြတော့ဥဆုံး vlog ဘောက film ဆို vlog ဘောထဲဆောက်ဝင်လို့ဆိုဒီလိုဖြစ်ဒီမှာဆိုရင် vlog ဘောကြီးဟာတည်ရနော်ဒီ vlog ဘောရဲ့အောက်ဆိုဒီမှာဆိုရင်ဒီမှာဖြူရောင်ကြောင်းတွေ့ရနော်အဲ့ဒါဖြူရကြောင်းနေမှာအဲ့ဒါမှာဆိုကိုသူခုနှစ်ရွေးခိုင်းလို့ကိုကခုနှစ်ရွေးပဲမယ်ခုနှစ်ကြာကျမနဲ့15လို့ရွေးလိုက်တယ်ပြီးရင်22ရက်နေ့နောက်ဆုံးဒီစီပါလာရွေးလိုက်တယ်ပေါ့နော်ပြီးကတော့ရင်ဒီ main နေရာမှာကျမတို့ဘာလေးပြောင်းမှာဆိုကိုနာမည်ထည့်မယ်ဆိုကျမနာမည်ဆိုပါလေဒါကျမနာမည်ကကျတော့ကျမDSK မထည့်ချင်လို့စုမြတ်တကြီးဘနန်းတင်နာမယ်စုဆိုတော့ U ဖြစ်နေ U စုဒီတူလည်းမျိုးကျမနာမည်ရဲ့အလိုက်ရေးရမယ်ဆိုစုရောစုရေးလိုက်မယ်ပေါ့နော်ရောစုဆိုပို့ပြီးတော့ခုသာဖြစ်သွားစုရေးလိုက်မယ်soဒီမီးမှာရောစုရေးမယ်ဆိုတော့ဘောနော်ရောစုဆိုရောစုရေးမယ်ဆိုတော့ y o o in ရောy o o နဲ့လောက်လိုက်မယ် y o p s u s u ပဲရောက်တယ် u လေ su အဲ့မှာဆိုသူထွက်လာနေမယ်ရောစုတို့ပါလို့နံပါတ်တွေထွက်လာနေမယ်နော်တွေ့ရနော်ကျမနာမည်ထည့်တယ်လို့မျိုးလိုက်ထည့်လို့ရတယ်ကျမတော့ဒါလေးယူလိုက်တယ်ပြီးရေဂဲနေရာမှာသုံးလို့တွေ့ဂဲလို့ထည့်လိုက်မယ်ပြီးဒီပြဲအကြောင်းလေးပွတ်သွားပြီပေါ့နော်လားဆိုတဲ့အစလေးပဲတမီးနဲ့ပုံစံတူစလုံးလို့လေးရတယ်ဒီမှာ hi ရောစုပါလေညာလို့ရဟအဲ့ဆိုတမီးကဒီမှာ flow ပေါ်မှာတမီးတို့မြင်လားမသိဘူးတွေ့ရအဲ့ဒါက flow ပေါ်လာရေးတယ်မြင်နေလေဒီမှာဘုံအင်းပေါ်လာဒီမှာဒါဆိုတက်တော့ဖြစ်သွားပြီ flow ကဆောက်ပြီးသွားပြီပေါ့နော် make လေးပုံနေmake လေးဆိုရင် make လေးထည့်ပေါ့နော်ချက်လေးဆိုရင်ချက်လေးထည့်နာ make လေးမို့လို့ make လေးထည့်လိုက်တော့မျက်နှာဝါးကြီးတွေ့မျက်နှာဝါးရအောင်ဖြစ်နေပါတယ်ဒီဗီဒီယိုကိုစောင့်နေကြည့်ပြီးကြတဲ့အတွက်အလောကျေးဇူးထူးတင်ရှိပါလားအားလုံးပဲ bye နောက်ဗီဒီယိုမှာပြန်ကြည့်ကြမယ် like subscribe လုပ်ပါနော်အားလုံးပဲ bye